ကတော့ Dr. AD ဖြစ်ပါတယ်ဒီနေ့သင်မဲ့ခေါင်းစဉ်ကတော့ acute kidney injury ပါเนาะအဲ့တော့ acute kidney injury ကတော့ရုပ်တရက်ဆိုတော့ medical topic เนาะ physician တွေနဲ့ဆိုင်နေထင်လိုက်မှာမဟုတ်ပါဘူးဟုတ်လား urology မှာလည်းသူမကြာခဏဒီเนาะ acute kidney injury လာတယ်ဒီဒါပေမဲ့ထူးခြားတာကသူကတခြားဒီ renal cause ဒီ pre-renal cause တွေနဲ့ဆိုင်ရင် post renal เนาะ post renal ပေါ့ဒီနေ့အဖြစ် obstructive uropathy နဲ့လာကြတာအဲကြောင့် urologist တွေကဒါတွေကို drainage လုပ်ပေးဖို့တောင်းလို့ရှိတယ်။လမ်းကြောင်းတွေကိုရှင်းပေးရမယ်။နောက် backward pressure on nephron တွေကို short ပေးရမယ်။နော်ဒီ mechanically networkally ဒီ tract တွေပွင့်နေအောင်လုပ်ပေးရမယ်။ဒါတောင်းလို့ရှိတယ်နော်။ intervention လုပ်တဲ့ဟာတွေဟာအဲ့တော့ဒါတွေအများစုကြုံရအောင်။နောက်တစ်ခါ post op တွေမှာလည်းဒီ renal failure เนาะဒီဟာဖြစ်ဒီ acute tubular necrosis ကတော့ဖြစ်နိုင်တာပေါ့။အဲ့တော့အများဆုံးဒီ urology မှာလည်းကြုံရနိုင်တဲ့ကိစ္စမျိုးเนาะကြုံရတဲ့ဆိုမကြာခဏကြုံရတာနောက်တစ်ခါတလေမဟုတ်ဘူးမကြာခဏကြုံရတဲ့ကိစ္စဒါကြောင့်အရေးကြီးတဲ့ topic ဖြစ်ပါတယ်အဲ့တော့ဒါ urology perspective တွေနဲ့အဓိကရေးထားတာဖြစ်ပါတယ်เนาะ GMC MLE map ကိုသုံးထားတယ်ဒါကြောင့်ဒီ lecture ဟာနေရာတိုင်းမှာသုံးလို့ရတယ်เนาะ medicine surgery เนาะအများကြီးသုံးလို့ရတယ် orthopedic เนาะဒါတွေကမရှားပါဘူးဟုတ်လား kidney injury เนาะတနည်းအားဖြင့် peri operative patient တွေမှာရောเนาะဒီတိုင်းဒီတခြား prostate တွေ stone တွေ case တွေမှာရှိပါတယ်เนาะဒါလေးကကောင်းတဲ့ topic ပါကြအားလုံးဒီခြားလေးဖတ်ကြည့်ကြเนาะအဲ့တော့ဒီ lecture ပြီးတဲ့အခါမှာကျောင်းသားတွေက AKI ကို define လုပ်နိုင်ရမယ် KDIGO diagnostic criteria ကို apply လုပ်နိုင်ရမယ်နောက်တစ်ခုက AKI ကို stage နဲ့ classify လုပ်နိုင်ရမယ်နောက် etiology pre-renal intrinsic တနည်းအားဖြင့် renal cause နောက်တစ်ခုက post renal ဒါတွေ classify လုပ်နိုင်ရမယ်เนาะအဲ့တော့ at risk patient ဘယ် patient တွေက risk ရှိနေလဲเนาะ BB factor တွေက precipitate ဖြစ်စေလဲဒါကိုသိရနောက်တစ်ခုက structural clinical assessment လုပ်တယ်เนาะဒါဘယ် case မဆိုပါဘူးအမှတ်5အနေနဲ့ကတော့ first line management ကိုစရမယ်အဓိက fluid resuscitation လုပ်ရမယ် drug safety drug တွေကိုပြန် check လုပ်เนาะရက်တင်တာရက်ဟုတ်ပြီနော်အဲ့တော့ life threatening complication တွေရှိတယ်အဲ့ဒါတွေ recognize ဖြစ်နိုင်မယ်မဖြစ်နိုင်ရင် patient เนาะဒါ expire ဖြစ်သွားမှာပေါ့နော်အဲ့တော့ hyperkalemia တွေနားလည်ရမယ် fluid overload ကြောင့်သိရမယ် uremia ကြောင့်သိနော်နောက်တစ်ခုက RF nephrology or urology referral ဘယ်အချိန်မှာ nephrology urology လွှဲရမလဲ renal replacement therapy ဆိုတာပါလေဒါတွေသိနောက်တစ်ခုက NHS Scotland မှာ AKI care bundle ဆိုတာရှိတယ်နော် AKI တို့ဘယ်လို care လုပ်နောက်တစ်ခုက discharge ကိုဘယ်လို plan လုပ်မလဲဆိုတာ principle တွေရှိတယ်ဒါကိုသိရနော် what is AKI definition Clinical diagnostic criteria နော် NICE guideline NG 148 2019ဟာအခြေခံထားတယ်အဲ့တော့ any one of နော်ဒီ CM creatinine rise ဖြစ်တာ more than or equal 26 micromole per liter within 48 hours သို့မဟုတ် CM creatinine က more than or equal 1.5 into baseline within 7 days baseline ဆိုတာဘာကြောင့်လဲဆိုတော့လူတွေကအခုက diabetic တွေနော် hypertension တွေများတယ်နော်ဒီ non communicable disease တွေများတယ်ဒါကြောင့်မို့သူက normal kidney function မရှိတော့ဘူးအများစုနော် baseline kidney function ဥပမာဆိုရင် EGFR က more than 60 ဖြစ်ကြတယ်ဒါပေမဲ့တချို့တွေကကြတော့ baseline 50လောက်40လောက်နဲ့ပဲနေတာအဲ့တော့ baseline ဖြစ်နေလို့သူ့သွားပြီး AKI ပြောလို့မရဘူးနော် baseline ကိုနော်တနည်းအားဖြင့် creatinine ပေါ့လေ baseline က more than equal 1.5 တဆခွဲတက်လာပြီတနည်းအားဖြင့်9ရက်အတွင်းတက်လာပြီဆိုမှသာ AKI လို့ခေါ်တယ်နော် AKI နဲ့ဒီ CKI မရောအောင် chronic CKD ပေါ့ CKD နဲ့မရောအောင်ခွဲထားတာအဲကြောင့် baseline ဆိုတာလေးကဘာလဲဆိုသူ့ရဲ့ baseline ပါလဲနော်သူ့ရဲ့ kidney function ငကိုက normal ဟုတ်ရဲ့လားအော်မဟုတ် baseline ကနော်သူကငကိုတွေကဒီ creatinine ကတက်နေတာကြားနေပြီအဲဒါဆိုသွားပြီးတော့ဒါ AKI လို့ပြောလို့မရဘူးဒါ CKD ဖြစ်သွားတယ် management မတူဘူးနော် baseline သိရမယ်နောက်တစ်ခုက urine output urine output less than 0.5 ml per kg per hour အဲ့ဒါက6နာရီထက်ဇက်တိုက်ဖြစ်ရနော် key concept ကတော့ baseline creatinine ဒါခုနကပြန်ရှင်းထားတယ်အဲ့တော့ lowest creatinine in the past 3 months ဒါမှမဟုတ် AGF ကနေပြီး estimated လုပ်ဟုတ်ပြီနော် no priority အဲ့တော့ AKI နဲ့ CKD မတူဘူးတဲ့ AKI ဆို acute days to weeks တွေဖြစ်တာအဲ့တော့ potentially reversible ရေးကြည့်တယ်မြန်ကိုကကုနိုင် reversible ဖြစ်တယ်ဒါကြောင့်မို့ AKI လို့ထင်ရင်ကို intervention ဝင်ရမဝင်ရမဝင် chronic ဖြစ်သွားမှာပေါ့အဲ့ CKD ဆိုတာတော့ more than or equal 3 months ဒါ CKD အဲ့တော့ common ကတော့ဘယ်လောက် common ဖြစ်လဲဆိုတော့9ယောက်မှာနော်1
ယောက်တဲ့ဆေးရုံတင်ရပြီဆိုရှိတယ်တဲ့အဲ့တော့ဘယ်လောက်ကောင်းမှဖြစ်လဲစဉ်းစားကြည့်နော် NHS England data အရဆိုရင်တဲ့ inpatient တွေ13%ဆိုတော့နော်လူနော်73တန်းတက်ရင် sorry လူသိန်း100ပဲထားလိုက်ပါတော့သိန်း100တစ်နှစ်စာမှာဘောပြောတာနော်နှစ်ပေါင်းနှစ်တစ်ခုကြာတဲ့အခါမှာသိန်း100တက်ရင်73သိန်းရှိတယ်နော်တကယ်လို့ဒါနော်လူနာပေါင်း73သိန်းရှိရင်နော်1.3သိန်း3000လောက်ရှိတယ်လူနာ1000ဆိုတော့ကိုပွားလိုက်ပေါ့အဲ့တော့နဲတော့မနဲဘူးပြောရရင်တော့ဒါ10%လောက်ကျော်တယ်နော်ဟုတ်ပြီနော်အဲ့တော့သတိထားမှကိစ္စတော့ပါတယ်နော်သူရပါတယ်အဲ့တော့ KDI Geo AKI staging နဲ့နော်အဲ့တော့ stage 1 2 3အဲ့တော့ AKI မှာ stage ရှိတယ် CKD ပဲအများစုကမှတ်ကြတယ် AKI မှာလည်း stage ရှိတယ်နော်1ဆိုတာကျတော့ဗာလဲဆို1.5 to 1.9 နော် baseline ထက်ကိုကျော်နေပြီဒါမှမဟုတ်48 hour အတွင်းမှာ more than or equal 26 micromole per liter raise ဖြစ်ပြီး that's clear CM creatinine နော် urine output ဆိုရင်လည်း measure လုပ်ရင်နော် less than 0.5 ml per kg per hour for 6 to 12 hour ဖြစ်ပြီးအဲ့ဒါဆိုရေးကြည့်အဲ့ဒါက early AKI optimize လုပ်ရမယ် monitor လုပ်ရမယ်ဟုတ်ပြီနော် optimize and monitor optimize ဆိုတာတွေ့တယ်ဘယ်လိုပြီးမယ် drug တွေကိုနော် nephrotoxic တွေရမယ် drainage လုပ်မယ်ဟုတ်ပြီလားဟုတ်ပြီ stage 2 2.0 into 2.9 baseline ရဲ့အထက်များလာပြီတော့ baseline ထက်ကိုနော်စပိုတက်လာunit output အနေနဲ့ကတော့ခုနက unit output ကိုပဲနော် more than or equal 12 hour ဖြစ်လာပြီ stage 2လို့သတ်မှတ်တယ်အဲကြောင့် hour နဲ့သတ်မှတ်တယ်အဲကြောင့်လေကြားလေပိုဆိုးလေပဲဒါကြောင့် reversible သူမြတ် action ယူရမယ်နော်အဲ့တော့ nephrology ကိုအဲ့ချိန်မှာဖုန်းဆက်ရတော့မယ်ဟုတ်ပြီနော်အဲ့တော့တခုဆိုရင်ကိုက consult လုပ်ရင် CKD AKI stage 2ဖြစ်နေပါပြီဒါကြောင့် nephrology input တောင်းတာပါအဲ့လို refer လုပ်ရနော် evidence based theoretical based နဲ့ refer လုပ်ရတယ်ဆက်သွယ်ရတယ်ဒါမှသာနော်ကိုယ့်ရဲ့ academic ကြကြစဉ်းစားတဲ့လေ့ကျင့်တဲ့အလုပ်ဖြစ်လာတယ် stage 3 more than equal 3နော်baseline နဲ့ကျော်လာ creatinine က more than equal 354 micromole per liter ဖြစ်လာပြီနောက်တစ်ခုက acute rise more than equal 27 micromole per liter or RRD စပြီဒါဆိုရင် stage 3 urine output က less than 0.3 ဖြစ်သွားပြီเนาะနောက်တစ်ခုက more than 24 hour ဖြစ်နေပြီဒါမှမဟုတ် anuria ဖြစ်နေပြီ anuria လည်း more than equal 12 hour ဖြစ်နေဟုတ်ပြီနော်အဲ့ဒါ severe ပဲเนาะ urgent review เนาะအဲ့တော့ renal replacement therapy စတယ်ဟုတ်ပြီနော်အဲ့တော့ higher stage ဖြစ်လေ higher mortality ဖြစ်လေအဲ့တော့ stage ဒါမဲ့ stage တစ်ခုတည်းကတော့ treatment ကိုသွားပြီးတော့ determine မလုပ်ဘူး clinical ကြည့်ရတယ်နော် stage 1 ပဲရှိပါသေးတယ်ခုလိုသွားလို့ရတယ် stage 1 သို့တော်လည်း catheter မရှိဘူး prostate ကြီးကပိတ်ဒါမှမဟုတ် bilateral stomy ပိတ်ဒါမှမဟုတ် unilateral stomy ကတော့ severely ပိတ်အဲ့တော့ဒါမျိုးကြည့်ရတယ်အဲ့တော့ခု intervention လောက်အောင်ညှိုင်းထားလို့မရဘူး stage တစ်ခုလည်း stage 1ရောက်နေလို့ထားလိုက်ပါအောင်အဲ့လိုတော့မဟုတ်ဘူးเนาะclinical နဲ့ပြန်ချင်းရမယ်ဒါကြရင် guideline ကိုပဲเนาะအဓိကသွားပြီးတော့ guideline ကြဒီလိုပြောတယ်အဲ့လိုကြီးလုပ်လို့မရဘူး clinical အများနဲ့ကြည့်ရတယ်ဒါကြောင့် tailor treatment ပေးရတယ် patient တိုင်းเนาะ guideline တိုင်းတိကျကြီးသွားမလို့အောင်တင်တော်တာလိုအပ်တယ်လို့ escalate လုပ်ရเนาะအဲ့ဒါဘယ်လိုခေါ်လဲဆိုတော့စာရှိတယ် code ရှိတယ်เนาะ guideline alone does not save the patient guideline ကပဲလူနာကိုကယ်တာမဟုတ်ဘူးတဲ့ people does တဲ့လူကကယ်တာဟုတ်ပြီเนาะအဲ့ဒါလေးမှတ်ထားဟုတ်ပြီအဲ့တော့ဒါ track ကဲဆိုတာ NHS Scotland system ပေါ့လေအဲ့ automatic alert လေးရှိတယ် creatinine alert လေးเนาะ nursing response လေးတို့ရှိတယ်ဒါသိအောင်လုပ်ထားလက်တွေ့မှာတော့ကိုယ့်ကိုယ်ပဲဆုံးဖြတ်เนาะ automatic set တွေအကူလို့မရ immunology နဲ့ပါတယ်လောက်တိရှိတယ်ဆို AKI ကြောင့်เนาะတည်တဲ့လူကဒီ NHS England data ရဆိုရင်တဲ့เนาะသိန်းလောက်ရှိတယ်အဲ့မနေဘူး emergency admission ဆိုရင်9ယောက်မှတယောက်ရှိပြီးတော့မှတဲ့ 30% preventable တွေပဲဒါကြောင့်အရင်ရေးကြည့်တာပေါ့เนาะ10ယောက်မှ3ယောက်က prevent လုပ်လို့ရနေတာဒါကြောင့်ကိုယ့်ဘက်က care အရေးကြီးတယ်ဒါကောင်းတဲ့ထည့်တာအဲ့တော့ hospital မှာဖြစ်ပြီးဆိုရင်ပိုသေးတယ်တနည်းအားဖြင့်အိမ်မှာဖြစ်ရင်မသေးဘူးအဲ့လိုတော့မဟုတ်ဘူးเนาะဒီဟာယူဆလွယ်သွားမှာဆေးရုံမှာရှိနေရတော့เนาะဆေးရုံတက်ရတဲ့အခြေအနေရှိနေတော့ AKI ဖြစ်ပြီးဆိုရင်တော့ဒါเนาะပြဿနာရှိပြီပေါ့ဆေးရုံငကိုတွေကသူကကောင်းတဲ့လူမဟုတ်တာเนาะဆေးရုံမကောင်းလို့ဆေးရုံတက်အဲ့ဒါမှAKI ပါထားဖြစ်ပြီဆိုရင်10ဆ model တင်များပြီအဲ့
disease mortality ကတော့သူရှိတယ်ဥပမာ disease တစ်ခုက 2% mortality ရှိ AKI ကထားဖြစ်ရင် 20% ဖြစ်သွားတယ်ဒါကြောင့် intervention လုပ်အောင်ရေးကြည့်တယ် reversible ဖြစ်အောင်ပြန်လုပ်အောင်နော်အဲ့တော့ဘယ်သူတွေ risk ဖြစ်လဲတဲ့နော် risk ရှိတယ် patient ကိုကြည့်ပေါ့ more than 65 CKD ရှိတယ်လူတွေ diabetes heart failure liver disease myeloma ဒါတွေရှိတယ်လူတွေ patient ဒီလူတွေသတိထား medication မှာ NSAID သုံးနေတာ ACEI သုံးနေတာ aminoglycoside contrast agent တွေ diuretic တွေနော် sick days ကတော့ဒါတော့မရှင်းတော့ထားလိုက်အဲ့တော့ကျေပြတ်သွားတယ်အဲ့တော့ acute precipitant တွေကပါလဲ sepsis ကြောင့်ဖြစ်တာနော်ဒီနေရာကြီး urology မှာဆို stone နော် prostate နော်ဒီပိတ်တာ infection UTI hypovolemia တွေ urinary obstruction nephrotoxin နော်အဲ့ဒီကြောင့်ဖြစ်တယ်NHS Scotland context ရဆိုရင် deprived community ဆိုတာဒီ financially social economically ခက်ခဲနေတယ်ပို့ပြီးဖြစ်လေရှိတယ်အဲ့တော့ rural တောပိုင်းကနော် older population တက်ကြီးရလူတောင်လဲနော် medical access မလာနိုင်တဲ့လူဒီမှာပဲနေတာမျိုးတွေနော်အဲ့တော့ track alert system ဒါ system တောင်းပြောတာနော်အဲ့မှာဒါတော့တိတ်ရှင်းတော့နော်ဒါတော့ etiology ကြောင့်ဆက်ပြောသွားမယ်နော် section 1 pre-renal intrinsic post-renal သုံးပိုင်းခွဲတာနော် pre-renal AKI ဆိုတာ renal perfusion ကျလို့ဖြစ်တာနော် kidney ကကောင်းအဲ့ဒါကို perfusion နော်လာတဲ့ blood supply မကောင်းတော့အဲ့မှာဖြစ်တယ် most common cause ပဲတဲ့ဒီနေ့အဖြစ်55 to 60% of AKI ဟုတ်ပြီနော် cause တွေက hypovolemia hemorrhage တွေ burns တွေ vomiting diarrhea poor oral intake နော် sepsis နော် massive vasodilatation ဖြစ်တယ် sepsis မှာဟာ peripheral channels capillary precapillary sphincter လေးပွင့်လာတော့နော်ဒါမျိုးတွေသေးသေး physiology ကို pathology ကိုမပါတယ်နော်အဲ့ vasodilatation ကတကူလုံး massive ဖြစ်သွားတာနော်အဲ့တော့ဘာဖြစ်လဲဆို effective circulation လျော့သွားတာပေါ့နော် volume ကတော့ရှိနေတယ်နော်ဒီ circulation ကဒီ tissue စီရောက်တာလျော့သွားတာနော်အဲ့တော့တနည်း kidney စီရောက်တာလည်းလျော့တာပေါ့ဒါကြောင့်မလို့ perfusion ကျဟုတ်ပြီနော် heart out cardiac output ကျမှတော့ကျပြီပေါ့ရှင်ဟာအဲ့ဒါ cardiac shock တွေ heart failure မှာ decompensated ဖြစ်ဒါမျိုးတွေနောက် hepatorenal syndrome မှာ portal hypertension ကြောင့် renal vasoconstriction ဖြစ်တယ်အဲ့တော့သူကနော်တနည်းအားဖြင့် blood သိမ့်မရောက်တော့ဘူးပေါ့ kidney နောက် NSAID တွေ NSAID ဘာကြောင့်ဖြစ်လဲ prostaglandin နော်ဒါကိုနည်းတော့ဖြစ်တာနော် renal ဆက်ဖတ်ချင်တော့ renal autoregulation ကိုဖတ်ကြည့်နော်နောက် ACEI တို့ကတော့ကြတော့လဲ ARB angiotensin receptor blocker တို့ကြတော့လဲ efferent vessel တုံးကြီးကြာနော် efferent sphincter တုံးဒီ kidney ကိုသွားတဲ့ vessel တွေရဲ့ efferent တုံးကြီးကြာတော့နော် blood supply perfusion ကြာနောက် diuretic တွေကြောင့်ဖြစ်တယ်နောက် physiology နဲ့ key factor တွေဆို renal perfusion pressure ကြာရင် GFR ကြာအဲ့ကြာရင် creatinine တွေတက်လာမှာပေါ့ waste product ကိုနော်မထုတ်နိုင်ဘူးဟုတ်လား urea တွေတက်လာkidney က structurally ကောင်းတယ် tubular function ကလည်းကောင်းတယ်အဲ့တော့ urine ကဘာဖြစ်သွားလဲ concentrated ဖြစ်သွားတယ်နော်concentrated urine specific gravity က more than 1.020 ရှိရမယ် osmolality က more than 500 milliosmo per kg ရှိရအဲ့တော့ urine sodium က low ဖြစ်တယ်ဘာကြောင့်လဲခုန concentrating power နဲ့လုံးဟုတ်နော်ဒီက kidney က structurally intact ဖြစ်တယ် tubular function ရှိနေတယ် concentrate ဆက်လုပ်နော်ဒါကြောင့်မလို့ sodium ကျတော့သူကအများကြီးထုတ်အဲ့တော့နောက်တစ်ခုက urea creatinine ratio က more than 100:1 တဲ့ဒီနည်းအားဖြင့်ဒီ urea proportionally ရဆိုပိုတက်တယ် urea ပိုတက်နော်အဲ့တော့တဲ့ fluid resuscitation နဲ့ reversible ဖြစ်တယ်အဲ့တော့ဒါကြောင့်မလို့စောစောတွေးဖို့လိုတယ်စောစောသိဖို့လိုတယ်နော်ဒါလေးက fluid resuscitation လုပ်လိုက်အောင်လည်းကောင်းသွားမှာဒါကြောင့်မလို့နော် pre-renal AKI အရေးကြီးတယ်နော်မြန် fluid ပေးရအဲ့တော့ intrinsic တနည်းအားဖြင့် renal နော်ကြောင့် renal cause ကြောင့်ဖြစ်တာ structural kidney damage ဖြစ်လာbell structure affected ဖြစ်တယ်ဒါနော်၄ခုရှိtubule တွေ acute tubular necrosis အဲ့တော့ prolonged ischemia ဖြစ်မယ် contrast agent တွေနော်အခုကအများစုနော် contrast agent တွေ CT ရမ်းသုံးလာနော်ဒါကြောင့်မို့ contrast တွေဟုတ်လား intravenous contrast တွေ aminoglycosides နော် antibiotic တွေနောက် myoglobin ဒါ rhabdomyolysis ကြောင့်ဖြစ်တာနော်ဒီ strength ဒီ crash injury လို့နော် strenuous exercise လုပ်တဲ့ဟာနော်ဒါမျိုးတွေအဲ့တော့သူ urine မှာဆိုရင် muddy brown cast တွေတွေ့တယ်နော် microscopic နော်ဟုတ်နော် IVN တွေက more than 2% ဖြစ်တယ်အဲ့တော့ urine microscopy မှာနော် granular cast တွေတွေ့အဲ့တော့
တော့ glomerulonephritis က glomerulonephritis နော် IgA တို့ rapid progressive တို့နော် glomerulonephritis တို့ vasculitis နော် ANCA ဒါမျိုးတွေ lupus nephritis medical cause တွေပေါ့လေ hematuria ရမယ် RBC ကဒါကြောင့် hematuria cause မှာနည်းနည်းပြသူက non visible hematuria ဖြစ်တယ်နော် hematuria frank test လာတယ်နော် frank လည်းရနိုင်တော့ပေါ့လေ proteinuria ပါရှိတယ်နော် systemic feature တွေနောက် interstitial မဖြစ်တာ NSAID penicillin PPI allopurinol infection နော်သူ့မှာဆိုတော့ rash တွေ eosinophilia fever အဲ့ဒါသူကတော့ 10% ရှိတယ်သူ trial 3ခုอ่ะနော် 10% မှာရှိတယ် 90% ကတော့ interstitial nephritis လို့မလာဘူးနော်အဲ့10% မှာရှိတယ် vascular cause ရှိတယ်နော်အဲ့တော့ဒီ vascular cause တွေရေးထားတယ် cholesterol emboli HUSTTP renal artery thrombosis အဲ့ဒီပေါ့အဲ့တော့သူ့မှာဆိုတော့ microangiopathic hemolysis ရှိတယ် thrombocytopenia ရှိတယ်เนาะအဲ့တော့ဒီ renal cause တွေကတော့ဒီ physician တွေပြောတဲ့ topic မှာပို့ဆုံးပါလိမ့်မယ်เนาะဒါပေမဲ့ဆရာအကြမ်းမြင်နေတယ်သူတို့ပို့လဲသိတယ်ပို့ကျွမ်းကျင်เนาะအဲ့တော့ acute tubular necrosis ကတော့ common intrinsic cause ဖြစ်တယ်အဲဒါလို့သူ့ရဲ့ cause တွေဆရာတို့သိထားเนาะအဲ့တော့သူကဘာကြောင့်ဖြစ်တာလဲဆိုတော့ခုနက pre-renal AKI ကိုသေချာ adequately treat မလုပ်လို့ပါတနည်းအားဖြင့် kidney เนาะ run off time kidney ကနောက်ဆုံးအချိန်ကုန်သွားတနည်းအားဖြင့်သူမောသွားပြီเนาะအဲဒါကြောင့်မို့ pre-renal ကိုသေချာကုနိုင်မယ်ဟုတ်ပြီနော်မကုရင် AKI ဖြစ်သွားလိမ့်မယ်เนาะလူနာခွဲနေလဲခွဲတာပဲအားစိုက်လို့မရဘူးเนาะ fluid တွေဒါလူနာမေ့နေတာဟုတ်ဒီစာလည်းမပြောနိုင်သူရဲ့ volume status တွေเนาะဒါတွေသိရမယ်เนาะအဲကောင်းနေရမယ်သွေးတွေပဲထွက်သွေးနင်းငံထွက် fluid တွေ loss နင်းငံဖြစ်တာတွေဖြစ်လို့မဖြစ်ဘူးကွာเนาะ burns လို့ patient မျိုးသေချာ replace လုပ်เนาะလို့ဆိုရင်ဒီအဆင့်ထိရောက်သွားတယ်เนาะ kidney ကကြာသွား reversible မဖြစ်တော့เนาะအဲ့တော့ဒီကတော့ဆရာတို့เนาะ urology အတွက်အရေးကြီးတယ် post renal AKI obstructive neuropathy AKI ရဲ့5 to 10% เนาะအဲ့တော့ important ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ fully reversible ဖြစ်တယ်ဒါပေမဲ့ဒီတိုင်းတော့မဖြစ်ဘူးเนาะမြန်မြန် decompression လုပ်နိုင်အဲ့တော့ post renal AKI က urologist ရဲ့ဆိုင်တဲ့ဟာပဲเนาะအဲ့တော့ common cause တွေက BPH ကြောင့်ဖြစ်မယ်အဲ့တော့တနည်းအားဖြင့် bladder outlet ပိတ်တဲ့ဟာတွေပေါ့လေ elderly တွေမှာပေါ်တယ်เนาะနောက် ureteric obstruction တွေ calculus retroperitoneal fibrosis malignancy เนาะအဲ့တော့ဒါတွေကမရှားဘူးเนาะ cervix prostate cancer bladder cancer နော် urethra တွေပိတ်ကုန်နောက် urethral stricture urethral blood clot ဒါတွေကြောင့်ဖြစ်တာเนาะ blood clot retention ပေါ့လေအဲနောက် neurogenic bladder spinal cord injury ရထားတာเนาะ myasthenia multiple sclerosis MS ကဒီ tropical country မှာရှားပြီပဲနေအောင်သိမ့်မရတဲ့နိုင်ငံတွေမှာ genetic ကအရာရောเนาะတချို့ကထင်ကြတာနေအောင်လို့ထင်တယ်အဓိကတော့ genetic factor ရှိတယ်အဲ့တော့ဒီ Scandinavian country တွေเนาะ northern part of UK အမျိုးတွေ Scotland အမျိုးတွေမှာ MS တွေเนาะ multiple sclerosis ကတော်တော်เนาะမရှားတဲ့ထဲမှာပါတယ်နောက် diabetic ဒါတော့ပိုတော့ပေါ်သေးတယ်เนาะ diabetic cystopathy neuropathy နဲ့ခေါ်တော့ cystobladder နဲ့ဆိုင်တဲ့ nerve တွေထိခိုက်တယ် cystopathy လို့ပဲသတ်မှတ်လိုက်တယ်เนาะ neuropathy ထဲမှာပဲပါပါတယ်အဲ့ neurogenic bladder ဖြစ်ပြီးဆိုရင်เนาะကောင်းကောင်း bladder contraction မလုပ်နိုင် retention กว่าမသိဘူးဆိုတော့ silent killer လို့ဖြည်းဖြည်းချင်းတတ်တယ်เนาะ kidney ကိုဖြည်းဖြည်းနဲ့တော့အဲကြောင့် neurogenic bladder အရေးကြီးเนาะ drainage decompression တွေเนาะတနည်းနည်း emergency ရော elective เนาะနောက် AC ဖန်တီးရဒီမှာတော့ AKI ဆိုတော့ emergency ပေါ့เนาะဒါပေမဲ့သူက neurogenic bladder ဆိုတာပြန်ကောင်းသွားတာမဟုတ်ဘူးအဲကြောင့်လို့เนาะ long term management နဲ့လို့အချိန်လုံး AKI ရနေလို့မဖြစ်ဘူးเนาะ AKI ဖြစ်လိုက်ကူလိုက်အဲ့လိုတော့မဟုတ်ဘူးเนาะခါတဲ့ long term plan ရှိတယ်အဲ့ bilateral obstruction အဲ့တော့ single functioning kidney မှာဆိုတော့ unilateral ပေါ့เนาะအဲ့ဒါဆိုတော့ AKI เนาะ investigation မှာဆိုရင် renal tract ultrasound first line ပဲเนาะအဲ့တော့ calculus လို့ထင်တော့ CTKU နောက်တစ်ခုက bladder scanner နဲ့ bladder scanner ဆိုတော့ computerized เนาะသူက software နဲ့ AI ဆန်ဆန်လေးပေါ့လေ bladder scanner ultrasound ကို replace လုပ်တာဒီ bladder เนาะ residual urine တွေ post fight residual urine တို့ဒါတွေเนาะအဲမှာ urine blood ဒါကိုသိချင်တယ်။ဒါနည်းအားဖြင့် bladder ရဲ့ contractile function ကောင်းရင်လားသိချင်တယ်။အဲ့ဒါလေးက probe လေးနဲ့ထောက်လိုက်အောင် radiologist မလို့တော့ bladder scanner နဲ့ထောက်ပြီးတော့သူ့တိုင်းလုပ်လိုက်မနေ့ပိုင်းတွေမှာเนาะ residual volume တက်ထွက်လာလွယ်တာပေါ့နော်။ management catheterize လုပ်ရမယ်။ urethral S ဖြစ်မယ် SPC ဖြစ်မယ်เนาะ bladder outlet ဆိုတော့အဲ့တော့ upper tract ပိတ်နေတယ်တနည်းအားဖြင့်เนาะ vesico ureteric junction အပေါ်တယ်เนาะအဲ့ကနေစပြီးအပေါ်ထိပိတ်နေတာမျိုးဆိုရင်
တက်နိုင်လေဒီ catheter နဲ့ပဲရတော့မယ် nephrostomy or ureteral stent ထည့်ရတော့ပေါ့အဲ့ဒါကြီးထည့်လိုက်လို့ကောင်းသွားတယ်ပွင့်သွားတယ်ဆိုရင်သိပျော်နေတယ် post obstructive diuresis တတိထားရမယ်နော် urine output ကို monitor လုပ်နေရမယ်နော်လိုအပ်ရင်ပါလေ IV fluid replacement လုပ်ရမယ်မလုပ်ရင်လည်းသွားမယ်ဆိုတော့ pre-renal နေတစ်ခါ sorry post renal obstruction ကနေတစ်ခါ relief ဖြစ်ပြီးတော့ pre-renal တစ်ခါဖြစ်နောက်ဆုံးတေချာမလုပ်ရင်intrinsic renal failure နေရာပြီး acute tubular necrosis ဝင်သွားလိမ့်မယ်ဒါကြောင့်မို့ post obstructive diuresis ကအရေးကြီးပါတယ်နော် monitor လုပ်ရမယ် safe ဖြစ်ရမယ်နော်လိုအပ်ရင် fluid replacement လုပ်ရလိမ့်မယ်ဒါကိုခေါင်းထဲထည့်ထားအဲ့တော့ section 2 clinical assessment history examination investigation နော်ဒါတွေပြောတာ structure history in AKI key history points နော်အဲ့တော့ key history points ကတော့ symptoms နော်မေးရမယ် oliguria anuria hematuria loin pain edema dysuria frothy urine proteinuria မှာ fluid intake နဲ့ losses vomiting diarrhea poor oral intake bleeding burns ဒါတွေမေးရမယ် recent illness မေးရမယ် infection sepsis surgery contrast exposure medication မေးရမယ် background လည်းမေးရမယ်နော် background ဘာတွေရှိဒီကိုတွေက CKD ရှိနေဘူးသတိထားဟုတ်လား malignancy history bilateral ပိတ်နေတာနော် CA cervix CA prostate ဒါတွေသိရနော်ဒါမှမဟုတ်အဲ့ malignancy suspect ဖြစ်နေတဲ့ history ရှိနေလားဒီပါ vagina တွေရှိတယ်ဒါတွေမေးရမယ် urological symptom လည်းမေးရမယ် LUDS lots နော် lower urinary tract symptom lots တို့ပါခေါ်တယ် hematuria obstructive symptom catheter in situ ဒါတွေလည်းမေးရမယ် catheter in situ ရှိနေလားမရှိရင်တို့ရထည့်ရမှာဟုတ်ထည့်ရတာလည်းပိတ်နေလားဒါတွေစဉ်းစားအောင် sick day rules တဲ့ဒါ NHS ကိုတော့လုပ်ထားခုနအရင် slide မှာပြခဲ့တာနော် stop set man တဲ့ acute illness dehydration မှာ stop set man နော် sulfonylurea glycoside တို့ ACE inhibitors ARB diuretics metformin NSAID အဲ့ဒါရေးရမယ်ဟုတ်ပြီနော် acute AKI ဖြစ်ရင်အဲ့ဒီ၅ခုရေးရမယ် drug review လုပ်ရမယ်ဟုတ်ပြီနော်အဲ့တော့ဘယ်ချိန်ပြန်စမှာလဲ patient ကကောင်းတယ် fluid တွေကို tolerate ဖြစ်တယ်တောက်နိုင်တယ်ကောင်းကောင်းတောက်တယ်ဒါမှသာပြန်ပေးမယ်အဲကြောင့်မလို့နော်ကိုက SHO ဖြစ်တယ် MO ဖြစ်တယ်ဆိုရင်နော် FY1 2ဖြစ်ပြီဆိုနော် oxygen ပေါ့လေဒါမျိုးမှာနော် drug နော်အဲ့ဒါကုတ်တာအောင်မယ်နော်အကြီးတွေကဒါတွေကို like check တာမဟုတ်ညာသာပဲအဲ့ဒါတွေဆရာဝန်ဆေးရုံကစဝင်ပြီး oxygen final year 1 2ပေါ့လေ SHO A level တွေအဲ့ဒါတွေကြုံရမှာအဲ့တော့လှုပ်ဆောင်ဝင်အဲ့ဒါကြုံရမှာဒီစာသိရမယ် segment rules နော်ဟုတ်ပြီနော် top segment ဒါသိရမယ်အဲ့တော့ sick day rules လို့ခေါ်တယ်နော် a clinical examination in AKI တဲ့ A&E A to E ပေါ့လေ A&E ပေါ့ A to E approach first ပြီးတော့မှ targeted examination နော် A to E airway တို့ဟာလားဒါတွေကဒီတိုင်းသွားမယ်အဲ့တော့ volume status ကြည့်မယ်နော်ဒါတော့အများကြီးရေးထားတယ်အကုန်လုံးရေးထားတဲ့အတိုင်းပါထူးခြားတာရှင်းပြကြရမရှိနော်ဒါ basic clinical examination assessment အဲ့တော့ volume ကြည့်မယ် cardiovascular နဲ့ဆိုင်တာကြည့်မယ် abdominal နော် abdominal စမ်းမယ် urological ရဆိုတော့ rectal exam prostate မယ်နောက်က bladder scanner catheter ရှိလားမရှိလားနောက် systemic က rash vasculitis နော်နောက်တစ်ခုက papura ဒါတွေပေါ့လေ systemic cause ကြည့် liver disease အဆုံးရေးထားတာနောက် fluid balance test နဲ့ဒါ daily monitoring တွေလိုတာ daily weight check strict intake output all AKI မှာတော့ fluid balance test ကအရေးကြီးတယ်နော်အဲ့ဒါ nursing တွေနဲ့ပေါင်းပြီးတော့ nurse တွေနဲ့နော် staff တွေနဲ့ပေါင်းပြီးချလို့အဲ့တော့ကိုကတကယ်လို့နော်ဒီ remote area ရောက်နေတယ်ကိုကပဲအကြီးဖြစ်နေဒါတွေစီစဉ်ရမှာဟောခုန fluid balance test တွေနော်ကိုက nursing မရှိရင် train လုပ်ရမယ်သင်ပေးရမယ်နော်အဲ့တော့မှတ်ထားမှာက annual patient တယောက်မှာ palpable bladder ရှိနေအဲ့ဒါဆိုရင် post renal AKI လို့သတ်မှတ်မယ် until proven otherwise နော် bladder scan လုပ်မယ် immediately မရှိရင်ဘာလို့လဲ catheter ထည့်လိုက်ပေါ့ catheter trial ပေါ့ clinical examination နဲ့ bladder လို့ထင်တယ်ထည့်လိုက်ပေါ့ catheter ဟုတ်လားပြီးရင်ဘာလို့ post obstructive diuresis ကြည့်ရအောင်နော်ခုနကပြောခဲ့တာ investigation in AKI နော်အဲ့တော့ဘာရေးစစ်မလဲအဲ့တော့ blood တို့က blast ပဲခေါ်ကြတော့ UNE creatinine နော်ခုနကဒီ full blood count အဲ့ဒီကောင် blast တို့ရောသုံးနော်အောက်ကဟာလည်းပါအဲ့တော့ diagnosis and stage AKI လို့ဖို့လိုတယ် baseline နဲ့ compare လုပ်ဖို့လိုတယ်အဲ့တော့ potassium ရေးကြည့်တာrise ဖြစ်နေလားနော် potassium က heart rest cardiac rest ရတတ်တယ်နော်လိုအပ်
hyperkalemia treatment နော် anti hyperkalemia treatment တွေပေးရတော့ဟုတ်လားအဲ့တော့ anemia လည်းကြည့်ရမယ်နော် eosinophilia နော် infection markers တနည်းအားဖြင့်နော်ဒီဟောပေါ့ white cell count ပါတယ်လည်းကြည့်ရအောင်နော်နောက်တစ်ခုကဒီ LFT bone profile LDH ဒါတွေပုံမှန်တော့လုပ်လို့မရှိဘူးနော်ထင်ရင်တော့လုပ်ရအောင်ဟုတ်လား blood culture sepsis ဒါမျိုးမှာ CRP နော် circulating protein အဲ့ဒါတော့ sepsis ဒီမှာလုပ်တာနော်အဲ့တော့ most common AKI precipitant ဖြစ်တယ်ဒါကြောင့်မလို့ blood culture နော်ခုနက CRP အရေးကြီး urine dipstick ဒါအမြန်လုပ်တာပြီးရင် midstream sample urine ကို CNS ပို့တာနော်အဲ့တော့ဒါတွေလုပ်ရမှာနော်ဘာကြောင့်လဲ sepsis UTI ဒါ precipitant တွေဖြစ်တာများတာခုန blood culture urine culture တွေအများကြီးလုပ်ရတယ်နော် ECG ကကောင်းပါကောင်းတယ်ဆို hyperkalemia ကို peak T waves widen QRS အဲ့ဒါကြည့်တာအဲ့တော့ blood level ကလည်းနော်တက်နေပြီ ECG ကတော့ပုံမြန်တာပေါ့ကိုကဘေးမှာလည်းရှိတယ်နော်အဲ့ဒါဖြစ်နေ fatal ဖြစ်တယ်ဒါကြောင့်မို့ ECG နော်ခုနကဟို UNE သွားစောင့်နေလို့မရ ECG ကရေးကြည့် UNE ကနည်းနည်းတက်နေတာ ECG ချင်းရက်ရှိတာပြန်ချင်းရသေးတယ်နော်ဟုတ်ပြီနော် ECG ချင်းရက်ဆို UNE ကတက်နေပြီဆိုတော့မြန်လာလုပ်ပြီးတော့ potassium ကတက်နေပြီဆိုနော် ECG ချင်းရက်ရှိနေတဲ့အချိန်ယူရတယ်နော်ဒါကြောင့် fatal ဖြစ်တာမသေးချင်ပါလို့မသေးချင်ရင်အကြည့်အောင်ပေါ့နော်အပိုးမသေးချင်ပါလို့ကြည့်ရမသေးချင် nephrology consult လုပ်တယ်လို့နော် potassium ဟုတ်လားrenal tract ultrasound နော်အဲ့တော့ AKI ပြီးခဲ့နေကိုနော် within 24 hour လောက်ရမယ် cost clear မဖြစ်ဘူးဆိုရင် cost clear ဖြစ်ရင်တော့လည်းမလုပ်ဘူးပေါ့လိုအပ်တယ် treat လုပ်ပေါ့နော် obstruction detail လုပ်နေရတယ်နော်နောက် ABG ဒါပုံမှန်လုပ်လို့မရှိဘူး arterial blood testing annual ဖြစ်လာပြီး oliguria ဖြစ်နေလုပ်တယ် acidosis ကိုသိချင်တာ respiratory compensation ရှိနေပြီလားသိချင်တာနော် severity ကို guide လုပ်ဖို့နော် immunology ဒါတော့ပုံမှန်လုပ်လို့မရှိဘူး nephrology နဲ့ timing မှာလုပ်ကြတယ် ANCA ANA NDGBM complement immunoglobulin clinical suspicion နဲ့ guided လုပ်တယ်ဘာမသိရင်တော့ပြန်စာဖတ်ပြီး nephrology consult လုပ်ပြီးနော်ဆရာတို့ဒါတွေအရင်မကြွချင်ဘူးဒါတော့ physician တွေနဲ့ပုံဆိုင်နော်အဲတိထားမှာတိထားဒါတွေလုံးဝမဆိုတိထားနော် global cost လို့ထင်လို့နား slide ကနော်အဲ့တော့ immediate management A2E နဲ့ AKI bundle အဲ့တော့ think kidneys နော်အဲ့ဒါအဲ့ဒါနဲ့ adapt လုပ်ထားတာ NHS Scotland AKI care bundle အဲ့နံပါတ်1 to 6ရှိတယ် identify and stage AKI ကို KD ကို criteria သုံးမယ် baseline creatinine check လုပ်မယ် stage 1 to 3 identify လုပ်မယ်ဟုတ်ပြီအဲ့တော့ပထမသတ်မှတ်လိုက်နောက်တစ်ခါ fluid assessment လုပ် volume status လုပ်နေတယ် hypervolemia ဖြစ်နေ fluid ပေးမှာပေါ့အဲ့တော့ normal saline သုံးဖို့ heart rate ပေးအဲ့တော့ establish AKI မှာတတိထားမှာ fluid overload တော့ဖြစ်စေတယ်နော် establish AKI မှာသွားပြီး fluid တွေနင်းငံပေးတယ်အနေနဲ့ရှိတယ်ဒါမှမဟုတ် chain hypo လား hyper လားတတိထားနော် normal volemia ဖြစ်အောင်ပေးရမယ်နောက်တော့ treat the cause ကို treat လုပ်မှာပေါ့ resuscitation လုပ်နေတယ်sepsis ဆိုရင် sepsis bundle နော်ဒါတော့ obstruction ဆိုရင် catheterize လိုအပ်ရင် upper tract ဆိုရင် nephrostomy stenting နော်ဒါတွေလို့ခုနကပြီးတော့ sick zeros nephrotoxin တွေရ infection treat လို့ drug safety ခုနကပြောရတာတူတူပဲ treat the cause ထဲမှာပဲဆက်ပါတော့နော်အဲ့ဒါကရောနေအောင်အဲ့တော့ drug နဲ့ဆိုင်တာ drug safety ထဲမှာပဲပါတော့ဟုတ်နော်မသေးချင်လည်းပြတ်ထားလိုက်ပါဖြစ်နိုင်တယ်ဟုတ်လားအဲ့တော့ monitor လုပ်ရမှာပါ strict fluid balance လုပ်ရမယ် strict fluid balance ဘလောက်ဝင်ဘလောက်ထွက်တယ်ဘလောက်တောင်းပြီးတော့ output ဘလောက်ရှိအဲ့လောက်ပဲပြန်သွင်းမယ်ပြန်တောင်းမယ်ဒါမျိုးတွေနော် catheterize လုပ်ထားရင်တော့ hourly urine output ပေါ့အဲ့တော့ UNE ကို4 to 6 hourly လုပ်ရမယ် AKI stage 2 and 3မှာနော်အဲ့ဒါလေးမှတ်ထားနော်ဒါကြောင့် staging ကို first မှာရေးထားတာ stage လုပ်ထားမှာကွာဘယ်ချိန် UNE ပြန် repeat လုပ်အောင်မသိဘူးတော့ guideline ကိုသူဖယ်သွားလို့မရဘူးဖြစ်လာရင် guideline တိုင်းလုပ်ရလားဆိုပြဿနာနောက်တစ်ခုကဟုတ်ပြီကိုယ်ရေးယူရလို့မရှိဘူးကိုကရှေ့တန်းမှာနော်နေမှာလုံနေရတယောက်တည်းဒါဆိုလဲကိုက guideline တိုင်းလို့ပေါ့ဒါကိုကကိုလည်း standard ဖြစ်အောင်နော်ကိုယ်စစ်မှန်လို့ရှိတယ်ကိုက standard ကြကြလို့နော် UNE မှာမရှိတော့လဲဒါ ECG နဲ့တော့နေတော့ potassium check လို့ဒါပဲရှိတယ်ရတာနဲ့လောက်အောင်ပါဟုတ်လားဒါမရှိဘူးရမရှိတော့မဟုတ်ရှိတာနဲ့လုံးမရှိဘူးဘာလို့ clinical pressure တွေ pass တွေရှိတာနဲ့လောက်နော် protect kidneys အဲ့တော့ mean arterial pressure ဟို more than 65 mm mercury မှန်တာဟုတ်ပြီနော် vasopressor လိုအပ်တယ်နော်တစ်ခါလေကြာရင် septic shock ICU ရှိကွာကို set up လုပ်နော် vasopressor ပေးနိုင်တော့ monitor လုပ်ပြီးပေးနိုင် hypotension avoid လုပ်နော် nutrition ကို adequate ဖြစ်အောင်အဲ့တော့ hypotension avoid လုပ်လို့ဆိုသူ့အရင်ပေး over လုပ်ရတယ်ချိန်ဆရမယ်နော်ဒီလို AKI patient
fluid management နဲ့ AKI hypovolemic AKI အများစုက post preview နေတယ်ပဲ IV fluid challenge 250 to 500 ml အဲ့ဒါကိုနော်ဒီ normal saline ကို250 to 500 it depends နော်အဲ့ဒါကိုပေးမယ်ဒါမှမဟုတ် Hartmann ပေးမယ်အဲ့ဒါကို15 to 30 minute တွင်ပေးမယ်နော်အချိန်လဲလို့တယ်နော်အဲ့ ml တွေပဲဂျာကြီးပေးလို့မရဘူးအဲ့တော့15 to 30 minute တွင်မှာပေးမယ်အဲ့တော့ response reassess လုပ်မှာဘယ်လို reassess လုပ်မှာလဲ output heart rate blood pressure JVP lung basis အဲ့ဒါ bolus ပေးပြီးရင် check လုပ်အောင်နော် reason ရှိတယ်ပုံတော့ဟလား output ထွက်လာပြီဆိုရင်ခုနကperfusion ကောင်းတယ် heart rate တွေတက်နေရနေကြာသွားပြီဆိုဒါမျိုးတွေပေါ့ pressure တက်လာကြာငြိမ်နေဒါမျိုးတွေတော့ lung basis တွေ fluid overload တွေမရှိဘူးရှိတယ် safety အတွက်လုပ်ပါဟုတ်လားအဲ့တော့လိုရရင် repeat လုပ်ပါပေါ့အဲ့တော့ volume က fix မဟုတ်ဘူးเนาะသူက response ကြည့်ပြီးတော့ guide လုပ်တာအဲ့တော့ဒါပေမဲ့ချင်းချင်ရပဲရမှာဆိုကောင်းတယ်ပြီးလိုက်တိုင်းကောင်းတယ်ပြီးလိုက်တိုင်းကောင်းတယ်ငိမ့်ငိမ့်လို့ထည့်ရတယ်မဟုတ်ချင်းချင်းပြီးတော့ဘယ်နှခါပေးလို့တော့မတတ်မှတ်တာအဲ target တော့ရှိတာပေါ့ target က MAB more than 65ဆိုတော့ခဏခဏ challenge လုပ်ကြမှာယူရဘုတ်ကလည်း more than 0.5 ml per kg ပါရပြီဆိုရင်ခဏရက်လို့ရတာပေါ့ဟုတ်နော်အဲ့တော့ nice guideline ရဆိုတော့ balance crystalloid တွေ Hartmann အဲ့ဒါကိုပို့ပေးတယ်တော့ပို့ကြိုက်တယ် guideline ဒါနော်ခုနကအဲ့တော့ hychlorhydronic acidosis ကခုန normal saline မှာများတယ်ဒါကြောင့် Hartmann က chlorine ကိုနော် hychlorhydronic acidosis နည်းစေတယ်ဆိုတော့ recommend လုပ်တာရှိနော်အဲ့တော့ fluid overload အဲ့တော့ဒါတော့တက်ရေးပေးတာနော်အဲ့တော့ overload ဖြစ်ပြီဆိုရင်ခုနက lung basis မှာ crab လေးတွေဖြစ်ပြီမလုပ်မလဲ GVP တက် father IV fluid မပေးတော့နဲ့ဒါဆိုနော်ဆက်ပြီးအဒီမှာမှာဆိုတာ pulmonary edema ပို့ဆိုရင်တည်တတ်တယ်နော်ဒါကြောင့်နော် fluid restrict လုပ်မယ်ခုနက fluid overload လည်းဖြစ်နေတယ် polyuric anuria လည်းဖြစ်နေတယ်ဆိုရင် fluid restriction တည်ကြပြီနော် fluid ကို restrict လုပ်ရအောင်ငငယ်ရင် patient နဲ့ပေးလို့မရဘူးဟုတ်လားနော် maintenance နော်ဒီလိုလို oral prepare ဖြစ်တယ်ဒါချိန်စားပြီနော်ဒါကတော့ nephrology input လည်းလိုလာနော်အဲ့တော့ fluid overload မှာ diuretic ပေးလို့ရတယ်နော်ဟုတ်ပြီနော် euvolemic patient သွားမပေးရဘူးနော် hypovolemic ဟုတ်ပြီနော် AKI မှာဆိုတော့ပိုဆိုးတယ်နော်ဟုတ်ပြီနော် polyuria ဖြစ်နေလို့ဆိုပြီးတော့ diuretic သွားပေးလို့မရဘူးနော် hypovolemic ဖြစ်နေပိုဆိုးသွားတော့လိုက်မှာနော်အရေးကြီးတယ်အဲ့တော့ RD patient လုပ်မယ်နော် pulmonary edema က response မလုပ်ဘူး fluid restriction နဲ့မရဘူးနော်ခုနက diuretic ပေးတယ်မရဘူး hyperglycemia လည်းခဏခဏပြန် refractory ဖြစ်နေတယ် acidosis ကလည်း pH less than 7.1 ဒီဖြစ်နေပြီ uremia တွေရနေပြီဆိုရင်တော့ renal replacement therapy လုပ်ရတော့မယ်ဟုတ်ပြီနော် life threatening complication hyperglycemia နော် emergency potassium more than 6.5 millimole per liter အဲ့တော့ဒါမှမဟုတ် ECG changes ရှိတယ် ECG changes မှာရှိနေပြီဆိုပေးမယ် potassium မစောင့်နော် potassium level ECG changes အရေးကြီးတယ်ကြောင့် ECG ကအရေးကြီးတယ်ထောက်ပါနော်အဲ့တော့ဘာကြောင့်လဲဆိုတော့ cardiac arrest risk ရှိတာဟုတ်ဒါကြောင့်လို့လောက်ရတာဟုတ် cardiac arrest ရသွားပြီပဲဖြစ်မှာဟုတ်လား ECG လောက်တယ် peak T waves flatten P wide QRS sine wave နော်အဲ့တော့ any change တစ်ခုရှိတယ် treat လုပ်မယ်နော်အဲ့တော့ cardio protection ရတော့10 ml 10% calcium gluconate IV over 5 to 10 minutes ပေးမယ်နော်အဲ့တော့ onset က less than 5 minutes နော်အဲ့တော့သူ cardiac membrane ကိုနော်ဒီ onset တွေမှာဒီ stabilize လုပ်လိုက်တာ potassium မကြောက်ဘူးနော် cardiac protection နော် calcium gluconate ပေးတာ potassium ကြောက်မှာ heart ကို protect လုပ်နော်အဲ့တော့ potassium တွေကနော်ခုနက blood ထဲမှာ plasma ထဲမှာရှိနေတာ cell ထဲကိုထည့်လိုက်မှာနော်အဲ့တော့ potassium ကို lower ဖြစ်သွားမှာ blood level lower ဖြစ်သွားတော့ဘာပေးမလဲဆိုတော့ actrapid 10 units ညပြည့်ဒီနော်ဒီ50 ml 50% glucose တနည်းအားဖြင့် glucose နဲ့ insulin ရောပေးတယ်ပေါ့နော်နောက် salbutamol nebulizer ပေးမယ်သူကလည်း potassium ကိုကြားသေးတယ်နော်အဲ့တော့30 minute တွင်ကြာပါတယ် potassium နော်ပြီးရင် potassium ကို remove လုပ်တာဘယ်လိုလုပ်လဲဆိုတော့ calcium resonium oral PR သူကြားတယ် hours နဲ့လည်းကြားတယ်နော်အဲ့ဒါပေးရတော့စီးပေါက်နေတယ်ဆိုရင်တော့ furosemide ပေးမှာပေါ့နော်စီးမထွက်ဘူးပေါက်ဘူးဆိုတော့သတိထားနော်လိုရရင် dialysis လုပ်ရမယ်ခုနကလိုလုပ်ပေမဲ့ refractory ခဏခဏပြန်တက်နေ potassium တက်နေ dialysis လုပ်ရမယ် renal replacement လုပ်ရမယ်နော် dialysis လုပ်အဲ့တော့ monitor ကတော့ ECG potassium တနားကြာနဲ့လုပ်ရမယ်နော်ပြစ်ထားလို့မရဘူး cardiac monitoring continuous နော်ဆက်နဲ့တက်ထား
မရှိရင်ရောဘာလို့မရှိရင်တိုင်းရ blood pressure cuff တွေနော်ခုန pulse oximeter တွေဟုတ်လားအဲ့ဒီနေတော့လှုပ်ရှိတာတွေနဲ့လောက်ဟော hourly တွေဆက်ဆိုဟုတ်လားဒီ set တွေမပေါ်လာခင်ရတယ်လူတွေလိုပဲကုနေကြတော့ set မရှိရင်လက်နဲ့လောက်ဟုတ်ပြီနော်ကားမရှိရင်လမ်းလျှောက်နော်အဲ့ဒီ case တွေဟုတ်ပြီ peripheral and renal replacement နော်အဲ့တော့ဘယ်လိုအချိန်မှ nephrology refer လုပ်မလဲဘယ်အချိန်ပုံစံပေးတော့မလဲနော် AKI stage 2or 3ဖြစ်နေပြီ reversible cause ကလည်းရှာမရဘူးဖြစ်နေပြီဒါမှမဟုတ် glomerulonephritis ထင်နေပြီ vasculitis ဒါမှမဟုတ် myeloma လို့ထင်နေပြီနော်ဒါမှမဟုတ် optimal management ပေးနေရလေ AKI တက်မလာဘူးနော်ဒါမှမဟုတ် renal biopsy လိုရထင်တယ်နော်ခုနကလို့ဒီ glomerulonephritis ခုန cause တွေပေါ့လေIgA nephropathy လိုဟာမျိုးတွေတခုပေါ့လေဒါတွေထင်လို့ရထင်တယ်နောက်တစ်ခုက single functioning kidney ဝေ AKI ဆိုလဲနော် nephrology စောစီပြောရတယ်နော်သူဟုတ်လားတလုံးတစ်လုံးနဲ့ရှိတာလေသွား loss ဖြစ်လို့မဖြစ်ဘူးအဲ့တော့ expert opinion လို့ပြီနောက်တစ်ခုက transplant kidney မှာဆိုရင်လောက်ရမယ်နော်ဟုတ်ပြီနော်နောက် renal replacement therapy consideration ရှိပြီဒါမျိုးဆိုလဲလောက်အဲ့တော့ RD indication နဲ့ AEIOU နော်အဲ့တော့ဘယ်အချိန်မှာလုပ်မလဲ AEIOU အဲ့တော့ A က acidosis pH တလောက်ဖြစ်တယ် E electrolyte potassium က refractory more than survival I intoxication နော် dialyzable poison ဟို lithium poisoning methanol poisoning နော် methanol ကဘယ်မှာပါလဲဆိုတော်ရက်တွေနော်ချက်ရက်တွေမှာပါတယ်နော်ရက်တွေပောက်ကရရက်တွေအဲ့ဒါတွေကသူက methanol သူက pure မဖြစ်ဘူး ethanol ကြီးပဲမဟုတ်ဘူးအဲ့တော့ပုံမှန် ethanol ကလူနေရအဆင်ပြေအဲ့ methanol တွေကသူချက်တဲ့နေစနစ်တွေမှာမှားနေရတာ methanol ပါတယ်နော် methanol poisoning ဖြစ်တာဟုတ်လားချက်ရက်တွေတော့ချက်တဲ့နေရာဒါမျိုးမှာဖြစ်တယ်IO overload fluid overload refractory to diuresis ဒါမျိုးuremia pericarditis encephalopathy coagulopathy ဒါတွေရှိနေပြီ uremia မှာဒါတွေပြနေ uremia ဟုတ်လားဒါတွေဖြစ်လာနောက်တစ်ခါ modalities နော်အဲ့တော့ CVBA ရှိမယ်ဆို ICU ထားမယ် IHT ရှိ watt stable အဲ့တော့ဒါတွေကြည့်မှာပေါ့ nephrology နဲ့နော် consult လုပ်မှာပေါ့ဒါတွေရှိတရားတွေရှိနေတယ်ဒါကြောင့်ကျွန်တော်တို့ကတော့ဒီက what ကျွန်တော်ဒီ urology က manage လုပ်လို့မရဘူးကျွန်တော်တို့ what ကမရတော့ renal ရဲ့ consultation လုပ်နေပါပြီကြည့်ပြပါလိုအပ်ရင်သူအလုပ်ပေးမလဲမေးရတော့နော်အဲ့တော့ AEIOU လေးမှ clinical case တွေနော်အဲ့တော့နောက်မှာပြထားတဲ့ slide တွေတယောက်တည်းမလုပ်အခု knowledge ကို apply လုပ်ဖို့အတွက်နော် group discussion လေးလုပ်ဖို့အတွက်ထည့်ပေးတာနော်ကိုယ့်ရဲ့ college တွေကိုယ့်ရဲ့ senior junior ကိုယ်နဲ့ same batch ပေါ့ same batch ပေါ့အဲ့နားလေကိုယ်နဲ့ knowledge level တူတဲ့လူတော့ခဏလေးမြင်ရလူတို့နဲ့တိုင်းပဲအဲ့မိမိဒါတူလုပ်ဖို့အတွက်ထည့်ထားတဲ့ slide နော်အဲ့တော့ knowledge apply practicing အတွက်ဟုတ်လား small case study small group discussion လုပ်ဖို့အတွက်ထည့်ထားနော်တယောက်တည်းမလုပ်နဲ့လူမလုံးမရှိရင်တော့တယောက်တည်းဖတ်ကြည့်ဟိုလေးလာကြည့်ဟုတ်ပြီနော်ဒါဆိုရင်တော့နော် assessment question ဒါလည်းတယောက်တည်းလုပ်လို့မရအောင်နော်ဒါနှစ်ယောက်လုပ်အောင်အဲ့ဒါဖြေတွေပါကြည့်မြင်နေရတာအလကားဖြစ်သွားတယ်တယောက်ကထိုင်ပြီးကြည့်ကိုပြောနေကိုကဖြေကြည့်ရတော့ practice တော့တယောက်တည်းလုပ်ပေါ့တယောက်တည်းကိုကြည့်လို့နော်ဟုတ်ပြီအတိတူတာရှိရင်လည်းသက်ဆိုင်ရာ platform သက်ဆိုင်ရာ channel မေးလို့ရတယ်နော်အရှင်းတာရှိတယ်တော့တခြားမှာထပ်ဖြည့်ရှင်းတာရှိတယ်ထပ်ဖြည့်သေးရှင်းတာရှိတယ်ထည့်လို့ရတယ်နော်တင်တဲ့သက်ဆိုင်ရာ channel ကနေလှမ်းမေးလိုက်နော်သူကဒါလေးဖြည့်ပြီ5 recovery and discharge နော် safe discharge အကြောင်းလေးပြောထားတာနော် follow up patient education ဒါလေးနည်းနည်းလေးပြောထားတယ်နော်အဲ့တော့ recovery discharge and follow up မှာ nice NG148 နော်အဲ့ဒီ guideline ကပြောတာအဲ့တော့ discharge လုပ်မယ်ဆိုရင် discharge မလုပ်ခင်မှာ creatinine ကိုတဲ့ creatinine က baseline ကို trending ဒီနေ့ baseline နာသွားနေဖြစ်ရမယ်တဲ့နော်တနည်းအားဖြင့် lower baseline နော်အစ်မဖြစ်ရဘူးနော်ဒီနေ့ပြန်ပြီးကောင်းနေဖြစ်ကြာနေဖြစ်ရနော်နောက်တစ်ခါ urine output က satisfactory ဖြစ်ရမယ် hyperkalemia မရှိရဘူး active infection မရှိရဘူး medication တွေအကုန် review လုပ်ရမယ်ဟုတ်ပြီနော်အဲ့တော့ခုနကဟာတွေလိုအပ်ရင်ပြန်စ
ဘယ်ချိန်မှစမလဲဆိုတော့ safe ဖြစ်မှစမယ်နော် safe ဖြစ်မစခုန6 day rule ကိုလိုက်နာ patient နဲ့ GP ကိုလည်းပြောထားနော် written advice ပေးရမယ်နော် leaflet ပေးရမယ်တိုင်းပါးစပ်နဲ့ပဲပြောလို့မရ written မှာနော်အရေးကြီးတဲ့ကိစ္စဆိုစာနဲ့ပေးနေတယ်အဲ့တော့ follow up all AKI patient တွေက GP ကို2 to 3 month အတွင်းမှာနော် repeat UN နဲ့ review လုပ်ရတယ် GP စီကိုလွှဲပြရမယ်နော် GP လွှဲမြကိုပဲကြည့်ကိုပဲကြည့်ပေါ့ကိုပဲပြန်ကြည့်ရကိုက GP ဆိုရင်ကိုစီပြန်လာမှာသိ AKI stage 2 3 nephrology outpatient လွှဲရမယ်နော် new CKD ဖြစ်ပြီလားဆိုတာပြန်ကြည့်ရမယ်တဘာစပဲဖြစ်ရလား CKD များဖြစ်သွားပြီလားနော် discharge letter မှာ AKI ဆိုတာထည့်ရမယ်နော်ဒါကြောင့်မို့ future hospital admission မှာသိအောင် flag နော် flag လုပ်တာနော်ဒီတယောက် AKI ရဘူးလေဆိုတာ risk high risk တွေပါသွားပြီလေသတိထားရမှာဒီ patient ဟုတ်လားအဲ့တော့ AKI ဖြစ်ပြီးရင် CKD risk ကတဲ့ AKI ဖြစ်တဲ့လူမှာတော့မှတယောက်ဖြစ်တယ်တဲ့ဒါကြောင့်မို့မနေဘူးနော်ဟုတ်ပြီနော်အဲ့တော့ nephrology ကို long term follow up ကြည့်လုပ်တယ်လုပ်ရမယ် high risk patient ဒီနေ့က stage 3 background CKD elderly diabetes တို့တွေဆိုတော့ AKI ဖြစ်တယ် nephrology ကို long term ပို့ရတော့နော် outpatient အနေနဲ့ပို့တယ်ဟုတ်ပြီနော်အဲ့တော့ follow up ကို nephrology နဲ့လုပ်အောင်ဒါလေးကောင်းတဲ့ထင်တာkey takeaways တွေကတော့ AKI မှာ creatinine rise more than equal 26 micromole per liter in 48 hours ဒါမှမဟုတ် more than equal ခုနပြောတဲ့ဟာတွေပါပဲပြောပြီးသားဟာတွေပဲเนาะအဲ့တော့ဒါပြန်မျိုးတော့1 2 3 4 5 6 9ကြည့်မယ်ကြည့်ပြီးတော့ဒီထဲမှာဘယ်ဟာလိုနေလဲငါမသိလိုက်ပါလားဆိုပြန်ကြည့်မယ်ဆက်ဆိုင်ရ slide ဟုတ်ပြီနော်အဲ့ခုနှစ်ချက်လုံးကိုသိသွားပြီဆိုပြီးဖြစ်ဟုတ်ပြီနော် take away ပေါ့ဆိုင်ရထွက်တယ်လို့ပေါ့နော်ကြက်ကြော်ဆိုင်ရထွက်လာ take away ဆိုကိုမှားရတဲ့ဟာတွေနော်အဲ့ပက်စီပါရလားကြက်ကြော်ပါရလားအချင်းပါပြီလားနော် tissue ပါပြီလားအဲ့လိုစစ်တယ်လို့ပဲ take away နော်အဲ့တော့သူကပြန်တော့မှာဆိုင်ရပြန်တော့မှာအဲ့ဒါပေါ်ပဲလက်ချားနေပေါ့ပြန်ဆင်းတော့မှာအဲ့ဒါပစ္စည်းစုံလားပြန်စစ်တာမသိဘူး knowledge မှာဒီနံပါတ်လိုနေပြန်ရှာဖတ်မှာပေါ့အပေါ်မှာ slide တွေမှာပြန်ကြည့်မှာဟုတ်ပြီနော်အားလုံးပဲအဆင်ပြေကြပါစေအမေးစရာရှိရင်လည်းသက်ဆိုင်ရာ channel ရတစ်စင်နော်သက်ဆိုင်ရာလမ်းကြောင်းတစ်စင်ထပ်ဖြည့်သေးချင်တာမေးချင်တာရှိမေးလို့ရနော်ဖြည့်သေးချင်တာရှိရင်လည်း suggest advice လုပ်လို့ရပါတယ်နော်အော်တခြား senior တွေရတယ်ဒီလက်ချာကြည့်ပြီးတော့တို့ကဒါဖြည့်သေးချင်တာရှိရင်သက်ဆိုင်ရာ channel ရတစ်စင် advice လေးပေးဖို့အတွက် request လုပ်ပါတယ်အားလုံးပဲ thank you ပါ